ဒါ post stop engine ပေါ့ two stroke engine တွေကတော့ပျောက်တဲ့လောက်ဖြစ်သွားတယ်ဒါကျွန်တော်ငယ်တော့ two stroke တွေကပိုးတယ်တီနာတို့ nova dat တို့အဲ့ဒါတွေက speed အဲဘိန်းလေးတွေကဒါစီးတဲ့အချိန်ပေါ့ကျွန်တော်ငယ်တော့ကတော့ကိုကကြတော့ခုနောက်ပိုင်းနေကြတော့ two stroke ဘိန်းတွေကမထုတ်တော့ဂျပန်မှာ two stroke ကထုတ်တယ်ဒါပေမဲ့သူကဘာလဲဆိုတော့ပြိုင်ပွဲတွေအတွက်ဘာသာရှင်တွေအတွက်ပဲသီးသန့်ထုတ်တော့ဟိုလိုမျိုးကြီးအများတိုင်းစီးဖို့အတွက်သူကမထုတ်ဘူးမျိုးထဲမှာလည်းစီးခွင့်မရှိဘူး two stroke တွေကသူကကြတော့ဘာဝပတ်ဝန်းကျင်ကိုညဉ့်ညမ်းစေလို့အဲ့ engine တွေကိုသူကပိတ်လိုက်တာပေါ့နော်ဂျပန်မှာကျတော့သူတို့နိုင်ငံတွေကျတော့စက်မှုကဒါထွန်းကားတာကိုအဲ့တော့လူတိုင်းကြီးပါလို့ထုတ်နေတယ်လို့ပုံစံမျိုးဖြစ်နေတာပေါ့အဲ့တော့ဒီကောင်တွေကတအားသုံးဆွဲမှုတအားများတော့ကျတော့ two stroke တွေရဲ့သဘောက exhaust ထုတ်တာများတာပေါ့များတော့ two stroke တွေကိုဂျပန်မှာမထုတ်တော့ဘူးအဲ့တော့ခုနောက်ပိုင်းနေကြတော့သူကဒီ four stroke engine နဲ့ပဲသူကလာတော့ four stroke ကိုမှသူကဒါကတော့ဂျပန်မှာသူတို့ two stroke ကိုကန့်သက်လိုက်တာတော့ကြာပါပြီနှစ်တွေကကြာလာပြီကျွန်တော်ဒီမှာသူတို့ရဲ့လက်ကြံတွေပဲဆိုင်ငယ်တွေကရှိနေကျွန်တော်တို့အဲ့တော့ခုနောက်ပိုင်းမှာ two stroke တွေကမရှိသလောက်ရှားသွားပြီအခုခေတ်ကျတော့ဘာဖြစ်သွားလဲဆိုတော့ four stroke ကိုမှသူက four stroke engine တော့ဟုတ်တယ်ဒါပေမဲ့သူက character စနစ်ကနေပြီးသူကဘာပြောင်းသွားလဲဆိုတော့ EFI စနစ်ကိုပြောင်းသွားဒီ character တွေကကျွန်တော်တို့ကရိုးရမ်းမှာတော့မထုတ်တော့ character ဘိန်းတွေကကျွန်တော်တို့က BNN တို့မလေးတို့အဲ့ဒီရာတွေအဲ့နိုင်ငံတွေမှာပဲထုတ်တော့မှာတရုတ်တို့ကျန်တဲ့ရိုးရမ်းမှာထိုင်းဘိန်းတွေမှာက character နဲ့မလာတော့ခုနောက်ပိုင်းမှာအကုန်လုံး EFI ကုန်ပြောင်းသွားတယ်အဲ့တော့ဟိုလောတဲ့ကျွန်တော်တို့လက်လန်းမိတာဘာလဲဆိုရင်ကျွန်တော်တို့ဒီ character တိုက်ကိုမှကျွန်တော်တို့ဒီ post stop engine တွေပေါ့post stop engine တွေကိုပဲကျွန်တော်တို့အများဆုံးထိတွေ့ရဟိုရွှေတော့ဘတ်တွေဆိုရင်တော့ two stroke တွေကသုံးသေးတယ်ဒီမှာဆိုတော့မျိုးပေါ်ဆိုရင်တော့တော်တော်ကြီးရှားတယ်မှန်နော်ဒီဘိန်းတွေကကျတော့သူကဟိုဝါသနာရှင်တွေအတွက်ပဲလို့ဖြစ်သွားတာပေါ့စီရလဲစားတာဟုတ်စီစားတယ်တွေ့အားနေချက်တွေကပြီးတော့ exhaust ကထုတ်လုပ်မှုတွေများတယ်ပြီးရင်ဒီကောင်က engine တက်တန်းတိုးတယ်အဲ့တော့ဒီ engine တွေကပြီးတော့လုပ်ငန်းသုံးမှာလဲ two stroke တွေကဘောင်းမဝင်ဘူးလို့ two stroke ကားဆိုပြီးတော့လာတော့လာတယ်ဟိုရှင်းတော့နော်ဒါပေမဲ့ two stroke ကားကထုတ်လိုက်မယ်ဆိုရင်စီဘိုးနဲ့နေမွဲတော့ဟုတ်လားသူ့မှာဒူရီထည့်ရမယ်အင်ဂျင်ထည့်ရမယ်ဓာတ်ဆီထည့်ရမယ်စီတွေကမျိုးထည့်ရတယ်အဲ့တော့သူ့မှာစလင်ဒါမှာလည်းအပေါက်တွေပါတော့ကြတော့ဒီကောင်ကအင်ဂျင်ရဲ့တက်တန်းကတိုးတယ်အဲ့တော့ post stop engine နဲ့ပဲလာတော့လာခုနောက်ပိုင်းနေအဲ့တော့ကျွန်တော်တို့က post stop engine ရဲ့အခြေခံကိုကျွန်တော်တို့ကကောင်းကောင်းနားလည်မှကျွန်တော်တို့ကဒီ engine တွေကိုပြုတ်ပြင်တဲ့အချိန်မှာလွယ်ကူမှာသူ့ရဲ့အခြေခံပါမလာပဲနဲ့ဒီတိုင်းပဲဖြုတ်တက်ဟုတ်လားဒါမကောင်းရင်ဒါလေးလှုပ်လိုက်ဆိုရင်နေသားလုံးနဲ့တင်ပေးလိုက်မယ်ဆိုလို့ရှိရင်တော့ဘာဖြစ်သွားမလဲဆိုတော့ engine တစ်လုံးကနေနောက်တစ်လုံးပြောင်းသွားရင်ရွာလေသွားရင်နားမလဲတော့မလုပ်တတ်တော့တိုင်မနေပါဘူးဆိုမချိန်တတ်တော့ဒါအားကြောင့်ကျွန်တော်တို့ကအရေးကြီးဆုံးကတော့ဒီ stroke ၄ခုဒီ stroke ၄ခုနဲ့အညီအချိန်ကိုက်လှုပ်ဆောင်နေတဲ့ဒီ exhaust bar intake bar လေးတွေပေါ့နော်အချိန်ကိုက်လှုပ်ဆောင်နေတဲ့လှုပ်ဆောင်ချက်လေးကိုကျွန်တော်တို့ကဂါကနာနာသိမှာအင်ဂျင်တစ်လုံးကိုပြုပြင်ရတာလွယ်မှာအဲ့တော့ဒီကောင်ကကျွန်တော်တို့ကဘာကြောင့် post stroke လို့ခေါ်ရလဲဆိုရင်သူက stroke ၄ချိန်ပေါ့နော်ဒီ piston ကြီးကအရှေ့နောက်ပေါ့ piston TDC ကနေ BDC ကို၄ချိန်ရွေ့လျားမှာသူက power တစ်ချိန်ဖြစ်တဲ့ engine တွေမလို့ဒီကောင်တွေကို post stroke engine လို့ခေါ်အဲ့တော့သူ့မှာက stroke ၄ခုရှိတယ်ဘာ stroke လဲဆိုရင်ဒီမှာ intake stroke intake stroke ကကျတော့သူက piston က TDC ကနေပြီးတော့ BDC ကိုဆင့်သွားတယ် stroke ဆိုတာကကျွန်တော်တို့ဒီဟောပေါ့ဆေးထိုးတဲ့အခါမှာကျွန်တော်တို့ sling pipe နဲ့ကျွန်တော်တို့ကဆေးကိုဆွတ်ဆုပ်လိုက်တဲ့ပုံစံမျိုးပေါ့ဟုတ်နော်အဲ့တော့ဒီကောင်မှာတော့ကျွန်တော်တို့ကအင်ဂျင်ဖြစ်တဲ့အတွက်သူကဘာတွေကိုဆွတ်ဆုပ်မှလဲဆိုရင်သူကဒီပြင်ပမှာရှိတဲ့အောက်ဆီဂျင်ရယ်ပြီးရင်ကျွန်တော်တို့ကစီရယ်ပေါ့နော်ဒီကောင်တွေကိုသူကစုပ်ယူတဲ့ stroke အဲ့ကောင်ကိုကျွန်တော်တို့က intake stroke လို့ခေါ်တယ်အဲ့တော့ဘယ်ကိုစုပ်ယူတာလဲဆိုရင်ကျွန်တော်တို့က cylinder gun နဲ့ကိုစုပ်ယူတာအဲ့တော့ intake stroke ဆိုတာကကျွန်တော်တို့ကဒီ intake manifold ကနေပြီးတော့ဗောနော်တစ်ဆင့်ကျွန်တော်တို့ကဒီ character ထဲမှာရှိတဲ့ character ဘိန်းဆိုရင်တော့ဒါ character ထဲမှာရှိတဲ့ C နဲ့လေပေါ့နော်အဲ့ဒါကိုစုပ်ယူမှာကျွန်တော် EFI ဘိန်းဆိုရင်တော့ကျွန်တော်ကပြင်ပအောက်ဆီဂျင်နဲ့ injector ကနေထိုးသွင်းလိုက်တဲ့ C ပေါ့အဲ့နှစ်မျိုးကိုသူကဒီ cylinder gun နဲ့ကိုစုပ်ယူအဲ့တော့ဒီကောင်ကြီးတော့ကျွန်တော်တို့က cylinder လို့ခေါ်တာဗောနော်ဒီကောင်ဒါ cylinder block ဒီကောင်က cylinder head အဲ့တော့ဒီအတွင်းထဲမှာဒီ cylinder gun နဲ့ကိုသူကဒီ piston ကနေပြီးတော့ဒီကောင်က piston ဟုတ်ရနော်အဲ့တော့ piston ကနေပြီးတော့ဘာလုပ်လဲဆိုတော့ဒီ intake manifold တွေကနေပြီးတော့မှ C နဲ့လေ
အချိုးကျသူကရောဆက်ပေးထားတာစီနဲ့လေဆိုရင်မဲ့စီလေတွေဝင်သွားပြီးရောမဟုတ်ဘူးသူမှရောဆက်ပေးတယ်ရာခိုင်နှုန်းရှိမှသူ့ရဲ့ ratio ရှိတယ်ပေါ့စီဗနာစလေဗနာစဆိုတာရှိတယ်ဟုတ်လားအဲ့ဒီရောဆက်မှုကမှန်ကန်မှုရှိမှဒီထဲမှာလောင်ကျွမ်းအားလောင်ကျွမ်းမှုကလည်းမှန်ကန်ပါအဲ့တော့ကျွန်တော်တို့ကသူ့မှာ index stoke အဲ့တော့ကျွန်တော်တို့က index stoke ကဘာတွေလဲဆိုတော့ကျွန်တော်တို့က piston က TDC ကနေပြီးတော့ BDC ကိုရွှေ့လျားပြီးတော့ကျွန်တော်တို့ကပြင်ပမှာရှိတဲ့အောက်ဆီဂျင်ရဲ့ C ရဲ့ကိုဒီစလင်ဒါကန်ထဲကိုစုပ်ယူတဲ့ stoke stoke ကိုကျွန်တော်တို့က index stoke လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့က piston ကြီးကကျွန်တော်တို့ဒီမှာဒါ TDC ပေါ့ TDC ဆိုတာဒီမှာ total center piston ထိပ်ဆုံးမှာရောက်နေတဲ့အနေထားပေါ့ဒီလို piston ကထိပ်ဆုံးမှာရောက်နေတယ်ဒီကနေပြီးတော့သူကစပြီးတော့ရှေ့ကိုလဲလိုက်တယ်ပေါ့ BDC ကိုဆင်းသွားတယ်အဲ့တော့ဒီမှာ bottom dead center ဆိုတာဒီမှာ piston အောက်ဆုံးမှာရောက်သွားတဲ့အနေထားပေါ့နော်ဒါ BDC အဲ့တော့ piston ကြီးကသူကဘယ်လိုမျိုးဖြစ်လဲဆိုတော့ဟုတ်တယ်ပါပုံမှန်အနေထားကပုံမှန်ဒီမှာကျွန်တော်တို့ကဒီမှာ TDC ဟုတ်လားအဲ့တော့ဒီမှာလဲကျွန်တော်တို့တန်လိုက်တုံးနေမှာဆိုလဲ T ဆိုတဲ့အမှတ်လေးတွေမှတ်သားပေးထားတယ်အဲ့တော့ T ဆိုတာကသူက total center piston ထိပ်ဆုံးမှာရောက်နေတဲ့အနေထားကိုပြောတယ်အဲ့တော့ကျွန်တော်တို့က index stoke ကိုစတော့မယ်ဆိုရင် index stoke ကဘယ်ကစရလဲဆိုရင် piston TDC ကနေစအဲ့တော့ piston ကြီးဟာ TDC ကနေပြီးတော့ကျွန်တော်တို့က BDC ကိုရွှေ့လျားသွားတဲ့ stoke ကိုကျွန်တော်တို့ကပထမဆုံးစပြီးရွှေ့လျားသွားတဲ့ဒီ stoke လေးကိုကျွန်တော်တို့က index stoke ပေါ့အဲ့တော့ကျွန်တော်တို့က piston TDC ကနေ BDC ကိုရွှေ့တိုင်း index လားဆိုရင်မဟုတ်ဘူးအဲ့တော့ index stoke ကိုဖြစ်ဖို့ဆိုတာကကျွန်တော်တို့က camshaft က overlap နေရာမှာဖြစ်နေရမယ် camshaft က overlap ဆိုတာကပူလေးတွေနှစ်ပူသလုံးကဒီဘားလေးတွေကိုရောင်ရောင်လေးဖိထားတဲ့အနေထားလေးပေါ့ဒီမှာ camshaft မှာပူလေးတွေပါတယ်ဒီထဲမှာဒီထိပ်မှာ camshaft ဆိုပြီးပါတယ်ပူလေးနှစ်ပူနဲ့ဟုတ်လားကျွန်တော်တို့ဒီအောက်မှာရှိရမယ်အတန်ဖန်ထားလိုက်ရ အဲ့ဒါဘယ်လိုဖမ်းရမလဲ ဟိုဒီတိုင်းမှာထားလိုက်တယ် ဟုတ်ဟုတ် ကျွန်တော်တို့လည်းလုပ်တာပြန်နောက်ထောင်မှပြန်မှတ်အဲ့လိုမျိုး ဟောအဲ့လိုလုပ်တယ်အတန်ကြီးတီးတန်ဖမ်းလို့မရအောင် အဲ့လိုလည်းရတယ်ဒါမှဒါရိုက်ထားပြီးတော့ ဒီ camshaft လေးပေါ့နော်ဒီ camshaft ကဘူလေးတွေက ရှင်း ဒီမှာရှိတဲ့ intake bar ရယ်ဒီမှာရှိတဲ့ exhaust bar ရယ်အဲ bar လေးနှစ်ခုကိုသူကဖိထားတဲ့အနေထားဆိုတော့သူကဒီလိုလေးပေါ့ဒီလိုရောင်ရောင်လေးပေါ့ဒီလို overlap ဖြစ်နေတဲ့အနေထားလေးအဲ့နော်ဒီလိုလေးနေတဲ့အနေထားလေးအဲ့တော့သူကဒီမှာကျွန်တော်တို့ကဒီမှာ rocker အန်းလေးတွေပါတာဟုတ်ဒီမှာ rocker အန်းလေးတွေဟုတ်လားဒီကောင်လေးတွေကကျွန်တော်တို့က bar လေးတွေကိုအဖွင့်ပိတ်လုပ်ပေးမဲ့ကောင်လေးတွေအဲ့တော့သူနေမဲ့ပုံစံဒီဒီလိုလေးနေမှာပေါ့ဟုတ်လားကင်မချက်ကဒီလိုပတ်လက်လေးနေမှာအဲ့နော်ဒီဘက်ကိုကင်မချက်ကလှည့်နေတဲ့နေတာအဲ့တော့ဒီမှာရှိတဲ့ rocker အန်းမှာရှိတဲ့လက်ဝါးလေးတွေကသူကရောင်ရောင်လေးဒီလိုလေးဟိုဘက်ဘားဒီဘက်ဘားရောင်ရောင်လေးဖိထားတဲ့နေရာပေါ့အဲ့နေရာလေးကိုသူက overlap လို့ခေါ်တာပေါ့အဲ့တော့ overlap ဖြစ်နေတဲ့အနေထားလေးဘားလေးတွေကိုကြည့်မယ်ဆိုလို့ရင်လည်းဘားဝင်လေးတွေရောင်ရောင်လေးတွေဟအဲ့တော့အဲ့ဒီ index stoke ကိုသူကဒီ camshaft overlap ဖြစ်နေတဲ့အနေထားကနေပြီးတော့သူကစပြီးတော့ဒီကောင်ရွှေ့လေရမှာအဲ့တော့ piston က TDC ကနေပြီးတော့ဒီ BDC ကိုဆင်းလာမယ်ဆင်းလာတဲ့အချိန်မှာကျွန်တော်တို့ကပြင်ပမှာရှိတဲ့အောက်ဆီဂျင်ရယ်ကျွန်တော်တို့က C ရယ်ကိုဒီစလင်ဒါကန်လေးကိုစုပ်ယူမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာရှိတဲ့ intake bar လေးကဖွင့်ပေးရဒါ intake bar လေးဟုတ်ပြီနော်အဲ့တော့ဒီထဲမှာဒီမှာဘားတန်လေးပါမယ်ကျွန်တော်ဒီမှာတခြားကြည့်ရင်မြင်ရမလားဒီကောင်နည်းနည်းမြင့်မြန်းနေတယ် စဟိုက်ပေါ့ ပုံမချအဲ့တော့ဒီမှာကျွန်တော်တို့ကဒီမှာ intake bar လေးရှိတယ်သူဒီလုံးဒီကဖိုင်နော်ဒီအပေါ်ကဝင်မဲ့ကောင်ကျွန်တော်တို့ကဒါ intake ပါပေါ့နော်။တော့ intake အဝင်ပေါ့။အဲ့ဒီမှာကျွန်တော်တို့ကဒီမှာဘားတန်လေးတွေရှိတယ်နော်။ဘားတန်လေးတွေ့လား။ကျွန်တော်တက်လိုက်မယ်ဆိုဒီမှာဘားလေးပွင့်လာမှာဟုတ်လား။ဟုတ်နော်။အဲ့တော့နောက်ကိုလှည့်တယ်ဆိုရင်ဒီကောင်အောက်က exhaust bar လေးကဖွင့်မှာဒီမှာတွေ့လား။ရှေ့ကိုလှည့်တယ်ဆိုရင် intake bar လေးကဖွင့်မှာ။အဲ့နေရာလေးကိုကျွန်တော်တို့က piston က TDC ရောက်နေနေရအဲ့နေရာလေးကို overlap လို့ခေါ်တယ်။ဒီနေရာလေးကိုနော်။အဲ့တော့
သူက index stroke ကိုစတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ cam shot က overlap နေရာမှာရောက်နေတာအဲ့တော့ဒီထဲမှာ cam shot ကဒီကောင်လေးကိုဒီတွင်းထဲမှာနော်ခုနပူလေးနှစ်ပူနဲ့ပုံဒီကောင်လေးက cam shot ဒီနောက်ကောင်ကြီးတော့ဒါ front shot ဟုတ်ပြီနော်ဒီကောင် piston ဒီကောင်က connecting တော့အဲ့တော့ကျွန်တော်တို့ကဒီ cam shot လေးကဘယ်လိုနေထားလေးနေမှာလဲဆိုရင်ဒီလိုလေးပတ်လက်လေးပေါ့နော်ဒါ piston ဘက်ကိုကျန်တာမထိုင်တော့ဒါမှောက်ရအတိုင်းလေးဆိုတော့ပတ်လက် piston ကိုသူကကြောပေးထားတယ်နေထားလေးပေါ့နော်ဒီနေထားလေးအဲ့တော့အဲ့နေရာလေးဖြစ်နေရမယ်ဒါအဲ့နေရာလေးမှာကျွန်တော်တို့က piston က TDC ကနေပြီးတော့ BDC ကိုစကြွေးနေရမယ်အဲ့တော့ index ဆိုတာအဝင်ဖြစ်တဲ့အတွက်သူကကျွန်တော်တို့ကဒီမှာ character တက်တာဟုတ်လားဒီမှာကျွန်တော်တို့က character ကြီးကဒီမှာလာမယ်အဲ့တော့အဲ့ character ထဲမှာရှိတဲ့ C နဲ့ပြင်ပက oxygen ကိုဒီ cylinder gun ထဲကိုစုပ်ယူမဲ့ stroke ဖြစ်တဲ့အတွက်ကျွန်တော်တို့က piston က TDC ကနေ BDC ကိုရွေ့သွားတာနဲ့ဒီပြိုင်နဲ့ပဲဒီ index ကားလေးကဖွင့်ပေးရအဲ့တော့ကျွန်တော်တို့ဒီမှာလှည့်လိုက်မယ်ဟုတ်အဲ့နော် piston ကဒီမှာ TDC ကနေကျွန်တော်လှည့်လိုက်မယ် piston ကအောက်ကိုဆင်းသွားတာနဲ့ဒီပြိုင်နဲ့ပဲဒီ index ကားလေးကလည်းနောက်ကနေလိုက်ပြီးတော့ဖွင့်ပေးဟုတ်လားအဲ့ဒီမှာဒါ piston ကဒါ BDC ရောက်သွားဟုတ်လား BDC ရောက်ပြီးတော့ကျွန်တော်တို့ကဒီ piston က TDC ကနေ BDC ကိုရောက်သွားပြီဆိုတော့သူက stroke တစ်ခုပြီးတော့အဲ့တော့ဘာ stroke ပြီးသွားလဲဆိုရင်ကျွန်တော်တို့ index stroke ပြီးတော့ဟုတ်ပြီနော်အဲ့တော့စုပ်ယူတဲ့ stroke ပြီးတော့ဒီမှာရှိတဲ့ area ထဲမှာရှိတဲ့ C ရယ်ပြင်ပက oxygen ရယ်ကိုဒီ cylinder gun နဲ့ piston ရဲ့ထိပ်ထဲကိုသူကဆွဲဆုပ်ယူလိုက်အဲ့တော့ဆွဲဆုပ်လိုက်တဲ့ stroke ကိုသူကကျွန်တော်တို့က index stroke လို့ခေါ်ဟုတ်ပြီနော်အဲ့တော့ index stroke ပြီးသွားပြီဆိုရင်သူကဘာလုပ်မှာလဲဆိုတော့ခုနဒီ cylinder gun ထဲကိုရောက်လာတဲ့ C နဲ့လေကိုသူကဘာလုပ်မှာလဲဆိုတော့ဖိသိမ့်မဲ့ stroke stroke ကိုကျွန်တော်တို့က compression stroke လို့ခေါ်တာအဲ့တော့ကျွန်တော်တို့က compression stroke ရောက်ပြီဆိုလို့ရှိရင်ဘာလုပ်ရမှာလဲဆိုတော့ဘားတွေနှစ်ပွင့်တစ်လုံးကလုံးနေအောင်ပိတ်ပေးထားဟုတ်လားဟောတယ်ကျွန်တော်တို့ကဆွတ်ဆုပ်ယူထားတဲ့ C တွေကိုကျွန်တော်တို့ကဖိသိမ့်ပါလေဟုတ်ပြီနော်အဲ့တော့အဲ့ဒီ compression chamber တွေကိုဒီမှာဒီနေရာလေးဒီ hat လေးမှာဒီဝတ်ကျင်းလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့က compression chamber လို့ခေါ်တာအဲ့ထဲလေးတွေကိုကျွန်တော်တို့ကရောက်အောင် piston ကပြန်ပြီးဖိသိမ့်အဲ့တော့ဖိသိမ့်မှာဖြစ်တဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ဘားတွေအိတ်ဇောဘာကော intake ဘာရောဘားနှစ်ပွင့်တစ်လုံးကလုံးနေအောင်ပိတ်ပေးထားအဲ့တော့ကျွန်တော်တို့ဆိုင်ငယ်မပြင်ဘူးလေကျွန်တော်တို့ကြားဦးမှာပေါ့ compression ပျောက်သွားတာတို့ဘားဟာသွားတာဟုတ်လားဒါမို့လေကျွန်တော်ကကြားဘူးလိမ့်မယ်အဲ့တော့မလျှော့သွားရဆိုအခု engine ကအခုဆိုင်ငယ်ကဘားဟာသွားတာengine လုံးမရတော့မှာဟုတ်လားဒါမို့လေးတွေကျွန်တော်တို့ကကြားရတယ်မလျှော့တွေပါရောက်တယ်လို့ဆိုသိဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ကဒီချိန်မှာကျွန်တော်တို့ဖိသိမ့်ရမှာဖြစ်တဲ့အတွက်ခုနပြောလို့ပဲဘားတွေနှစ်ပွင့်တစ်လုံးကလုံးနေအောင်ပိတ်ပေးထားအဲ့တော့ပိတ်ပေးထားတဲ့အချိန်မှာ piston က BDC ကနေပြီးတော့ကျွန်တော်တို့က TDC ကိုပြန်တက်လာဒီလိုပြန်တက်လာအဲ့တော့ TDC ကိုလည်းရောက်သွားရော compression stroke ပြီးသွားတယ်ဟုတ်ပြီနော်အဲ့တော့ဒီ compression stroke ပြီးသွားပြီဆိုရင်ဘာလာမှာလဲဆိုတော့သူက power stroke လာဒီချိန်မှာဒီ engine ရဲ့လိုအပ်တဲ့ power တခုကဒီချိန်မှာပဲထွက်တာဒီ engine ကနေထွက်လာတဲ့ power ဟာဒီတစ်ချိန်မှာပဲ stroke က4ချိန်မှာဒီတစ်ချိန်ပဲထွက်တာအဲ့တော့ဒီချိန်မှာသူကအခုန C နဲ့လေကိုကျွန်တော်တို့ကဖိသိမ့်ပြီးသွားပြီဖိသိမ့်ပြီးသွားပြီဆိုတဲ့အချိန်မှာဒီကောင်ဖိသိမ့်ခံထားတဲ့ C တွေလေတွေကပေါက်ကွဲမှုဖြစ်အောင်ဘာလို့သေးလဲဆိုတော့ကျွန်တော်တို့က spark plug ကနေပြီးတော့မီးလွတ်ဖို့လိုသေးတယ်ဟုတ်လားဒီမှာကျွန်တော်တို့ကပလက်ပေါက်လေးပါတယ်လေဟုတ်တယ်မလားဒီမှာကျွန်တော်တို့ကပလက်လေးတက်အောင်အဲ့တော့ပလက်ကတော့ကြားဦးမြင်မှုမှာပါမြင်မှုတယ်မလားပလက်တော့သိတယ်မှာအဲ့နော်အဲ့တော့အဲ့ spark plug ကနေပြီးတော့သူကမီးပွားလေးလွတ်ပေးလိုက်အဲ့မီးပွားလေးလွတ်ပေးလိုက်တဲ့အချိန်မှာအခုနဖိသိမ့်ခံထားရတဲ့ C တွေလေတွေဟာသူက temperature အမြင့်ဆုံးမှာရောက်နေပူနေပြီဘာလို့လဲဆိုတော့ဒီအခန်းကျယ်ကြီးကိုစုပ်ယူပြီးမှအခန်းကြီးလေးတွေကိုဖိသိမ့်လိုက်တာဖြစ်တဲ့အတွက်သူ့ရဲ့ temperature အမြင့်ဆုံးမှာရောက်နေ pressure လည်းထိပ်ဆုံးကိုရောက်နေတဲ့အချိန်မှာသူ့ရဲ့ pressure လည်းအမြင့်ဆုံးမှာရောက်နေအဲ့အနေထားကိုရောက်နေတဲ့အချိန်မှာဒီဘက်က spark plug ကနေပြီးတော့မီးပွားလေးလည်းလှုပ်ပေးလိုက်ရောမီးလောင်ရ၄ပေဆိုလို့ပဲဟလားဒီကောင်ကဒိန်းနေဆိုထကွဲတော့အဲ့ဒီခုနဖိသိမ့်ခံထားရတဲ့ C တွေလေတွေကအဲ့တော့အဲ့လိုမျိုးထကွဲတဲ့အချိန်နဲ့ဒီ piston ကိုမလုပ်လိုက်လဲဆိုတော့နောက်ကိုတွန်းချလိုက်ဟုတ်ပြီနော်အဲ့တော့အဲ့ပေါက်ကွဲတဲ့အချိန်အဲ့တွန်းအားနဲ့ဒီ piston ကြီးကိုသူကမလုပ်လိုက်လဲဆိုတော့အောက်ကိုတွန်းထွက်လိုက်တာအဲ့တော့ piston ကြီးကဒိန်းဆိုလို့နောက်ကိုကန်ထွက်လာအဲ့နော်ဒီလိုထိတ်ကနေပြီးတော့ဒိန်းဆိုကွဲလိုက်တဲ့မှာဒီလိုတွန်းချလိုက်အဲ့လိုတွန်းချလိုက်တဲ့အချိန်မှာအဲ့ဒီပေါက်ကွဲရတဲ့ piston ကိုတွန်းချလိုက်တဲ့အချိန်မှာ
piston ကြီးကကျွန်တော်တို့ကရှင်းနောက်ရွေလျားပြီးတော့ကျွန်တော်တို့ကဒီ crank shaft ကြီးကနေပြီးတော့ lever အားစွမ်းရင်ကိုပြောင်းပေးလိုက်တယ်ဟုတ်နော် piston ကတော့ရှင်းနောက်ရွေလျားသွားတာဒါပေမဲ့ lever အားစွမ်းရင်ကိုကျွန်တော်သူကဒီ crank shaft ကနေပြီးတော့ပြောင်းပေးလိုက်တယ်အဲ့မှာသူကဒီ piston ရဲ့ခုန power stroke မှာတွန်းချလိုက်တဲ့ပေါက်ကွဲအားနဲ့ piston ကိုရှင်းနောက်ရွေလျားအောင်တွန်းလိုက်တဲ့အချိန်မှာပဲဒီမှာ lever အားတစ်ခုဖြစ်ပေါ်လာတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ lever အားတစ်ခုအဲ့ဒီပေါက်ကွဲလိုက်တဲ့အချိန်နဲ့ပဲဒီ engine ကဆက်ပြီးတော့ run နေဟုတ်ပြီနော်အဲ့တော့ဒီမှာပေါက်ကွဲမယ်ဒိန်းလို့ piston ကိုတွန်းချလိုက်တယ်တွန်းချလိုက်လို့ piston ဟာ BDC ကိုရောက်သွားပြီဆိုတာနဲ့ခုနလောင်ကျွမ်းပြီးသား exhaust gas တွေကိုပြန်ပြီးစွန့်ထုတ်အောင်နောက်ထပ်အသစ်တွေပြန်စုပ်ယူဖို့အတွက်ဟုတ်လားအဲ့တော့နောက်ထပ်အသစ်တွေကိုကျွန်တော်တို့ကဒီ cylinder gun နဲ့ကိုပြန်ပြီးစုပ်ယူဖို့အတွက်စောစောကလောင်ကျွမ်းပြီးသွားတဲ့ exhaust gas တွေကိုပြန်ထုတ်ရမယ်ပြင်ပကိုပြန်စွန့်ထုတ်ရမယ် stroke ကိုရောက်သွားပြီအဲ့တော့ S stroke ကိုကျွန်တော်တို့က exhaust stroke လို့ခေါ်တာဟုတ်ပြီနော်အဲ့တော့ exhaust stroke ကကျွန်တော် piston ကကျွန်တော်တို့က BDC ကနေပြီးတော့ TDC ကိုတက်လာတဲ့အချိန်မှာအောက်မှာရှိတဲ့ exhaust bar လေးကဖွင့်ပေးရမယ်အဲ့တော့ဒီမှာလာကြည့်လိုက် exhaust bar လေးကိုကြည့်မယ်နော်ဒီ exhaust bar လေးကိုကြည့်မယ် piston က BDC ကနေ TDC ကိုတက်တာနဲ့ကြိုင်နေဟော exhaust bar လေးကမဖွင့်ဘူးလားဖွင့်လိုက်နော်အဲ့တော့တဖြည်းဖြည်းတက်လာတယ်ကျွန်တော်တို့ဒီမှာကြည့် piston ကလည်း BDC ကနေ TDC ကိုတက်လာနေမြ exhaust bar ကလည်းဖွင့်ပေးလိုက်တယ်အဲ့တော့ piston ဟာ cylinder ရဲ့ဒီ cylinder ကြီးရဲ့90 degree ကိုရောက်ပြီဆိုတာနဲ့ဘာဖြစ်လာလဲဆိုတော့ဒီဘားကြီးကဆက်ပြီးဖွင့်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က piston နဲ့ဘားနဲ့သွားတိုက်အဲ့တော့ piston ဟာ cylinder ရဲ့90 degree လောက်ကိုရောက်ပြီဆိုတာနဲ့အဲ့ဒီ exhaust bar လေးကတဖြည်းဖြည်းချင်းလေးနောက်ကိုပြန်ဆုပ်သွားချက်ချင်းကြီးလည်းပိတ်သွားတာမျိုးမဟုတ်ဘူးเนาะဖြည်းဖြည်းချင်းလေးနောက်ကိုဆုပ်သွားမယ်အော် piston က TDC ကိုလည်းရောက်ရောအဲ့ဒီခုန exhaust bar လေးကပိတ်တော့မယ်အနေထားပြီးရင်ဒီ intake bar လေးကဖွင့်ဖို့အတွက် ready ဖြစ်နေတဲ့အနေထားရောင်ရောင်လေးပွင့်နေတဲ့နေရာဟုတ်ပြီเนาะဒီနေရာလေးကိုကျွန်တော်တို့ကခုနပြောခဲ့သလိုပဲဘာ overlap လို့ခေါ်တာဟုတ်ပြီเนาะအဲ့တော့ဒီနေရာလေးကဘာ overlap အဲ့တော့overlap ကိုပြန်ရောက်သွားပြီဆိုတော့ तू ကဘာဖြစ်သွားလဲဆိုတော့ piston TDC ကိုရောက်သွားပြီဖြစ်တဲ့ तू က stroke exhaust stroke ကဆုံးသွားဟုတ်ပြီเนาะအဲ့တော့ exhaust gas တွေကိုစွန့်ထုတ်ပြီးသွားပြီအောက်က exhaust pipe ကနေပြီးတော့ပြင်ပကိုစွန့်ထုတ်လိုက်ပြီ exhaust gas အဲ့တော့ exhaust gas တွေကိုစွန့်ထုတ်ပြီးပြီဆိုရင်နောက်တစ်ချိန်ပြန်ပြီးတော့ဒီ engine လဲပတ်နိုင်မှုအတွက်နောက်ထပ်ဘာလုပ်ရလဲ intake ဆိုပြီးတော့အခုန air fuel ရဲ့ mixture တွေကို cylinder gun နဲ့ကိုပြန်စုပ်ယူရမှာအဲ့တော့ကျွန်တော်တို့ကဒီမှာတခါ intake ဆိုပြီးတခါ intake ဘားလေးကဖွင့်ပေးမယ်ဟုတ်လား BDC ရောက်တာနဲ့ intake ဘားလေးပြန်ပိတ်မယ်ပြီးရင် compression ဆိုပြီးတော့ပြန်ဖိတိတ်မယ်ဖိတိတ်ပြီးဒီချိန်မှာ spark plug ကနေမီးလွတ်လိုက်မယ်မီးလွတ်လိုက်ပြီဆိုတာနဲ့ပေါက်ကွဲပြီးတော့ piston ကိုအောက်ကိုတွန်းချလိုက်တဲ့ stroke ကို power stroke လို့ခေါ်တယ်ဒီနေရာမှာ power လို့လည်းခေါ်တယ်ကျွန်တော်တို့က convention လို့လည်းခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ convention stroke လို့လည်းခေါ်တယ် power stroke လို့လည်းခေါ်တယ်အဲ့တော့power stroke ပြီးသွားပြီဆိုတာနဲ့ခုနလောင်ကျွမ်းပြီးသား exhaust gas ကိုပြန်ပြီးစွန့်ထုတ်ရမယ် stroke ရောက်သွားပြီဖြစ်တဲ့အတွက် exhaust stroke ဟုတ်တယ်နော် exhaust stroke ရောက်တာနဲ့ exhaust bar လေးကပြန်ပြီးတော့ဖွင့်မယ် exhaust ပေါက်ထဲကနေပြီးတော့ exhaust gas တွေကိုပြန်စွန့်ထုတ်မယ်ပေါ့ပြင်ပါဟုတ်ပြီနော်ပြီးတာနဲ့တခါနောက်တစ်ချိန် intake ပြီးရင် compression power ပြီးရင် exhaust အဲ့ဒီ stroke ၄ခုနဲ့လဲပတ်နေတဲ့ engine ဖြစ်တဲ့တော့ဒီ engine ကို 4 stroke engine လို့ခေါ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့က 2 stroke engine ဆိုရင်လွယ်လွယ်လေးပဲတွေးလိုက်ဒီကောင်ဒီ piston အတက်ဆင်း၄ချိန်မှာ power တစ်ချိန်ပဲထွက်လို့ 4 stroke လို့ခေါ်တယ်ဆိုမှတော့ 2 stroke ဆိုရင် piston တက်ဆင်း2ချိန်မှာ power တစ်ချိန်ထွက်လို့ဟုတ်ပြီနော်အဲ့တော့2ချိန်မှာ power တစ်ချိန်ထွက်တဲ့ engine ဖြစ်တဲ့တော့အဲ့ကောင်ကို 2 stroke engine လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်က 1 stroke လို့ပြောလာရင်ဒါက तू ကတက်ဆင်းအတက်ရောအဆင်းရောတစ်ချိန်တိုင်းမှာ तू က power တစ်ချိန်ဖြစ်နေမှာရှင်းရှင်းလေးပဲဟုတ်မှာအဲ့မှာကျွန်တော်တို့ကခုနောက်ပိုင်းဆိုရင်ကျွန်တော်တို့က 5 stroke ဆိုပြီးလာသေးတယ်အဲ့ engine တွေကဈေးကွက်ထဲမှာမရောက်သေးဘူးဒါပေမဲ့သူတို့စမ်းတက်နေတော့အဲ့ကောင်လေးဆိုလို့ရှိရင် तू က piston တက်ဆင်း5ချိန်မှာ power တစ်ချိန်ပဲဖြစ်တယ်အဲ့လိုမျိုးရှိတယ်ဟုတ်ပြီနော်အဲ့ဒါကျွန်တော်တို့ကအဓိကကတော့ तू ကစီစားလုံးကို short ချရမယ် exhaust gas ဆွန့်ထုတ်မှုကို तू က short ချမယ်စီအနည်းဆုံးနဲ့ power အမြင့်ဆုံးဆိုတဲ့နေရာကိုရောက်အောင်သူတို့က engineer တွေကတွက်ချက်ပြီးတော့ဒီ engine တွေကိုထုတ်လုပ်ရတယ်အဲ့ဒီစံနှုန်းတွေမမီဘူးဆိုရင် तू ကဒီဈေးကွက်ထဲမှာရောင်းချခွင့်မရှိဘူးသူများနိုင်ငံတွေကျွန်တော်စီမှာဆိုလို့ရှိရင်မီကိုလိုက်လဲလမ်းပေါ်မှာကားတွေကမောင်းနေတာပဲဆိုင်ငယ်တွေဟုတ်လားဒါသူတို့ဂျပန်မှာဆိုလို့ရှိရင်မီကိုလိုက်နေတဲ့ engine ကျနေတဲ့ကားတစ်စီးကလမ်းမပေါ်မှာတွေ့ရင်အဲ့ကောင်သိမ်းခံအဲ့ကဒါသူတို့ကဘာဖြစ်လာလဲဆိုရင်ဒါလူတက်တာဒါဒီကောင်ကထွက်လာတဲ့ကန်းငွေတွေကဒါလူကိုသေးစေနိုင်တယ်လေဟုတ်တယ်မလား
ကျွန်တော်တို့ကဒီအခန်းလုံးထဲမှာအင်ဂျင်နှိုးထားပြီးအိတ်ကြီးပါလားမနဲ့ဆိုအသက်မရှိတော့အဲ့တော့လုံနေတဲ့အခန်းထဲမှာအင်ဂျင်နှိုးထားလို့အဲ့အခန်းထဲမှာသွားနေလို့မရဘူးအောက်ဆီဂျင်ပြတ်သွားမှာသေသွားမှာဟုတ်ရဲ့နော်ဒီအိတ်ဆော့ကတ်တွေကိုကျွန်တော်တို့ကရှူလို့မရဘူးအဲ့တော့ငငယ်တော့ကတော့ကျွန်တော်တို့ကမသိဘူးတလုံးတို့အင်ဂျင်တွေကအိတ်ဆော့ပေါက်ယူသကုံတစ်ရှူမှုရတာကွာအဲ့ဒါကိုရတာသွားခံမှုရတာကွာတိုင်ငယ်2 stroke တွေမောင်းသွားဆိုနောက်ကနေအနံ့လိုက်ခံတာမှုရလို့တူဒီအမွှေးဆိုပြီးလာတာဟုတ်အဲ့နံလေးကမှုရလို့ဆိုလိုက်ရှူတာတကယ်တမ်းအဲ့ဒါတွေကမရှူပါဘူးကျွန်တော်နိုင်ငံထဲကျတော့အဲ့လောက်ထိအသိပညာတွေကဤပညာတွေလည်းမတိုးတက်ဘူးလေနော်အဲ့လောက်ထိမသိကြအောင်အဲ့တော့ကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်တို့အကြမ်းမြင့်နေနေတော့ကျွန်တော်တို့က post stroke engine လို့ခေါ်ရတဲ့အကြောင်းရင်းကိုနားလည်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က stroke တစ်ခုရွှေလျရတဲ့အချိန်မှာကျွန်တော်တို့ဒီ crash check ကြီးကဘယ်လောက်ဒီဂရီလဲရလဲဆိုတာလေးကိုကျွန်တော်တို့ချက်ကြည့်ရအောင်ဟုတ်ပြီနော်အဲ့တော့ဒီကောင်ဒီဂရီဆိုရင်မြင်အောင်ဒီပေါ်ပြန်တင်နေတယ်ဒီကောင်တင်အောင်နော်အဲ့တော့ကျွန်တော်တို့ကစောင်းဝိုင်းကတပတ်ဆိုရင်ကျွန်တော်တို့က360ဒီဂရီရှိတာဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့အဝိုင်းတွေပါလေအစောင်းတွေဆိုကျွန်တော်တို့ကဒီဂရီနဲ့တိုင်းတာဟုတ်တယ်မလားအဲ့တော့ဒီကောင်ကြီးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒါလက်ပတ်နေတဲ့အပတ်ရရဆိုရင်တော့ဒါတပတ်ပေါ့ဟုတ်လားတဝက်ဆိုရင်လည်းတဝက်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကတပတ်တွေတဝက်တွေဆိုတာဥပမာဆိုတဝက်မရောက်တပတ်မပြည့်ဆိုတဲ့နေရာမျိုးဆိုကျွန်တော်တို့ကပြောလို့ရသေးတယ်ဘယ်လိုပြောအောင်မြန်မာလိုကြီးကပြောလို့မရတော့ဒီဂရီနဲ့ပြောအောင်တိတိကျကျသိဖို့ဆိုတာဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ကဘယ်လောက်ဒီဂရီလဲတယ်ဆိုတာကိုကျွန်တော်တို့ကသိဖို့အတွက်ကျွန်တော်တို့ကဒါကိုကျွန်တော်ကြည့်တယ်အဲ့တော့ stroke တစ်ခုရွှေလျားသွားပြီဆိုရင်ကျွန်တော်တို့က piston ကြီးက TDC ကနေပြီးတော့ BTC ကိုတစ်ချိန်ဟဲ့လား BTC ကနေ TDC ကိုတစ်ချိန်ဒါမှမဟုတ်ရွှေလျားတာဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ကနန်းကြိုးလေးတစ်ချောင်းတော့ဆက်ရအောင် ပြောကြရအောင်တောင်းတောင်းလေးနေလို့ရှိအေးငါတို့စူစကီရနေပြီးတော့မွေပေးသွားတယ်ပြည့်ရိုက်တာနန်းကြိုးလေးတော့မလဲရလေးโอเคဒီကပြေးမှာအဲ့ဒီလိုနဲ့တူလေးတစ်လုံးအောင်ခြားကြတူလေးမတွေ့ရင်တော့ဝါရှာလောက်ရှိရင်တော့မီးတော့မီးတာဒီနားနဲ့အမီးဒီနားချလိုက်တွန်းဒီနားကနေဆွဲလိုက်တော့ငါးများကကျွန်တော်တို့ကဆက်ပြင်းနေတဲ့ဆိုင်ငယ်ပဲဖြစ်ဖြစ်ကားပဲဖြစ်ဖြစ်ဝက်ချော့စရာတော်တော်များများပါလဲဆိုတော့အခြေခံမပါဘူးအခြေခံမပါဘဲနဲ့ကျွန်တော်တို့ကဒီတိုင်းပဲအတွေ့အကြုံနဲ့ပဲသွားနေရတဲ့လူတွေကများအဲ့တော့တကယ်အခြေခံကြကြဆိုလို့ရှိရင်သူကနားမလဲတော့မလေးလာနိုင်တော့ဟုတ်လားအဲ့တော့ဘာဖြစ်သွားလဲဆိုတော့ညတိုင်မီနေဆိုရင်ဖြုတ်ထိုင်ပြီးမှတ်ထားတာအေးမှတ်မထိုင်တော့မင်းရွာလေကြီးဖြစ်ကုန်ဟုတ်လားတကယ်တော့ကျွန်တော်ကဒီ stroke လေးခုရဲ့လုံးဆောင်ချက်ကိုသိနေဘယ်မာကာတွေမှလိုက်မှတ်နေတယ်မလို့ရလားဖြေအောင်ထင်းနေတယ်ဒါကျွန်တော်အကြမ်းမြင့်လေးပေါ့နော်အကြမ်းမြင့်လေးကျွန်တော်တို့က TDC မှာထားလိုက်အဲ့တော့ကျွန်တော်တို့ကTDC piston ထိတ်ဆုံးပေါ့နော် piston ကထိတ်မှာရောက်နေတဲ့အနေထား torque center အဲ့တော့ကျွန်တော်တို့ကဒီမှာတန်လိုက်တုံးတွေမှာဆိုရင်လည်းဒီနေ့မှာပေါက်ကလေးတွေမာကင်လေးတွေကြီးလို့ရအောင်တော့ဖောက်ပေးထားတယ်ဟုတ်လားတန်လိုက်တုံးတွေမှာဆိုလို့ရင်လည်းအဲ့ flying wheel ပေါ်မှာ
TDC တို့ BDC တို့ဟဲ့လားသူက BDC တော့မပေါ့ T တို့ F တို့ရေးထားတယ်ဟဲ့လားတချို့ဟာဆိုရင် I လို့ရေးထားတယ်ပေါ့နော်သူကအဓိကတော့ I တို့ F တို့ဆိုတာတော့မိတိုင်ပင်ပြောတာဒီ F လို့ရင်တော့သူက fire ပေါ့မိတိုင်ပင်ပေါ့ I ဆိုရင်တော့ English ပေါ့မိတိုင်ပင်ပဲအခေါ်ပဲမတူတာအဲ့မလားအဲ့တော့ကျွန်တော်တို့ကဒီမှာ TDC အဲ့တော့ကျွန်တော်တို့က stock တစ်ခုကိုကျွန်တော်တို့ရွေလျားလိုက်မယ်ရွေလျားလိုက်မယ်ဆိုတော့ကျွန်တော်တို့ကဘယ်လောက်ရွေလျားသွားလဲဆိုရင်ဒီမှာကျွန်တော်တို့ piston ကBDC ပေါ့အောက်ဆုံးကိုဆင်းသွားတဲ့အနေထားအဲ့တော့ကျွန်တော်တို့ကဒီမှာ BDC ဟုတ်လားအဲ့တော့ဒီမှာ TDC ကနေပြီးတော့ကျွန်တော်တို့ကရွေးလိုက်တယ်ဒီမှာ TDC ကနေရွေးလိုက်တယ်ဒီမှာ BDC ဆိုတော့ကျွန်တော်တို့ဘယ်လောက်ဒီဂရီရွေးလျားသွားလဲ180ဒီဂရီဟုတ်တယ်မလားတဝက်ဆိုတော့180ဒီဂရီအဲ့တော့ကျွန်တော်တို့က stock တစ်ခုကိုကျွန်တော်တို့က180ဆိုတော့ stock နှစ်ခုဆိုရင်360အဲ့တော့ stock 4ခုဆိုတော့ဘယ်လောက်ဒီဂရီလဲ920ဒီဂရီဟုတ်လားအဲ့တော့ကျွန်တော်တို့ကဒီ post stock engine ကျွန်တော်တို့အလုပ်ပြီးမြောက် stock 4ခုစလုံးပြီးမြောက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဂရီရဆိုရင်ဒီ crank shaft ကြီးဟာ920ဒီဂရီလဲပေးရတယ်ဟုတ်လားအဲ့တော့920ဒီဂရီလဲမှာကျွန်တော်တို့ကဒီရဲ့ stock 4ခုကပြီးမြောက်ဟုတ်ပြီနော်အဲ့တော့ဒီ stock 4ခုမှာကျွန်တော်တို့က crank shaft က920ဒီဂရီလဲရတာတော့ဟုတ်တယ်ဒါဆိုရင်ကျွန်တော်တို့က cam shaft ကိုကြည့်မယ်ကမ်ရှက်ကဘယ်လောက်ဒီဂရီလဲဒါဆိုကျွန်တော်တို့ကမ်ရှက်ကိုကျွန်တော်ဒီနေရာမှာကျွန်တော်ပြန်ထားလိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာ TDC မှာပြန်ထားမယ်ဟုတ်ပြီနော်ကျွန်တော်တို့ဒီမှာကျွန်တော်လှည့်လိုက်မယ်အခုဒီမှာ180မှာဒီကောင်180ရောက်လားမရောက်သေးဘူးဟုတ်ရဲ့နော်90ပဲရှိသေးတယ်ဒီကနေဒီဖြစ်ရွေ့သွားမှာ90ဟုတ်လားအဲ့တော့နောက်ထပ်တစ်ပတ်မှာသူက180ဒီကောင်ကကျွန်တော်တို့ဘယ်လောက်ရောက်သွားပြီလဲ360ဒီကောင်က360ဒီကောင်ကတဝက်ပဲရှိတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီ crash shaft ကကျွန်တော်တို့920ဒီဂရီလဲရတဲ့အချိန်မှာဒီကောင်ဘယ်လောက်ဒီဂရီပဲလဲ360ပဲလဲတာ cam shaft ကဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီ cam shaft ကကျွန်တော်တို့ဒီ crash shaft ကြီးလဲတဲ့အချိန်မှာ360ပဲလဲဖို့ဆိုတာကကျွန်တော်တို့ကဒီ pinion ဒီနောက်က crash shaft ရဲ့ pinion ဒီ cam shaft ရဲ့ pinion ထက်ဘာဖြစ်နေရမလဲအသွားရည်ကတဝက်ရော့နေရမှာဟုတ်တယ်မလားအဲ့တော့အဲ့ဒီ pinion အသွားရည်တွေကမကိုက်ခဲ့ဘူးဆိုလို့ရှိရင်ဒီ engine ရဲ့ timing ကဘယ်လုံးမှချိန်လို့မရဘူးအဲ့တော့တချို့ဘိန်းနေဆိုရင်ဒီ client လုံးလိုက်ကြီးလဲလိုက်မှ timing ချိန်မရတော့တာလို့ပေါ့ရွာရည်လဲကုန်တယ်ဟုတ်လားတကယ်တော့ဘာဖြစ်သွားလဲဆိုတော့အဲ့ pinion အသွားရည်တွေမတူဘူးအလုံးလိုက်ကြီးမှာဟုတ်ပြီနော်အဲ့တော့110ကဟာနဲ့125ကဟာနဲ့မှားပြီးတော့ကောက်လဲပလိုက်တာကောက်လဲလိုက်တော့ရွာလဲသွားပြီအဲ့တော့ pinion တွေကမတူဘူးဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီရဲ့ pinion အသွားရည်ကိုတိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်ရဲ့ pinion အသွားကိုတိချင်ရင်မလုပ်ရမလဲဒီကောင်ကိုစားဟုတ်ရနော်နှစ်နဲ့စားဟုတ်လားအဲ့လိုနှစ်နဲ့စားလို့ရတဲ့အဖြစ်ဒီအဲ့ crash shot မှာတက်ရမယ် pinion ရဲ့အသွားရည်ဖြစ်ရအဲ့ဒါကိုကျွန်တော်တို့ကကိုက်မကိုက်ကျွန်တော်ကြည့်ရမှာအဲ့တော့ကျွန်တော်တို့ကဒါ timing ချိန်မရခဲ့ဘူးဆိုလို့ရှိရင်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကအခုနဒါ timing ဆိုတာကသူကဘာကိုပြောရလဲဆိုရင်သူကကျွန်တော်တို့အချိန်ကိုက်လှုပ်ဆောင်အဲ့တော့ဘယ်လိုတွေအချိန်ကိုက်လှုပ်ဆောင်တာလဲဆိုရင်ကျွန်တော်တို့ index stock မှာ piston လေးက TDC ကနေပြီးတော့ BDC ကိုရွေလျားသွားတဲ့အချိန်တစ်ချိန်ထဲမှာပဲဒီ index bar လေးကလိုက်ဖွင့်ပေးတာဟုတ်ပြီနော်ဒီ cam shaft ကနေပြီးတော့ index bar လေးကိုဖွင့်ပေးလိုက်တာပြီးရင် compression stock ဖိသိရမယ့် stock ရောက်ပြီဆိုတာနဲ့ဒီ cam shaft ကနေပြီးတော့ဘားတွေနှစ်ပွင့်စလုံးကိုပိတ်ပေးထားတာဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့က piston TDC ကိုရောက်လာမယ် power stock ရောက်ပြီဆိုတဲ့အချိန်မှာလည်းမလုပ်ရမလဲဘားတွေနှစ်ပွင့်စလုံးကို cam shaft လေးကပိတ်ပေးထားရတော့မယ်ဟုတ်လား piston က BDC ကိုရောက်လို့ exhaust stock ကိုရောက်ပြီဆိုတာနဲ့ exhaust ဘားလေးကို cam shaft ကနေပြီးတော့ဖွင့်ပေးလိုက်တာအဲ့ဒါကိုကျွန်တော်တို့က timing လို့ခေါ်တာဟုတ်ပြီနော်တော်တော်များများကဘာလဲဆိုတော့ timing ချိန်နေဆိုရင် piston ကိုထိတ်ထားဒီကအပြောက်ကလေးနဲ့ဟဲ့လားဒီကအဟိုက်ကလေးနဲ့ဒါတန်းရမယ်ပေါ့နော်ဒါရေဘူးရအနေနဲ့ပြောမယ်ဆိုရင်တော့ဒါဟုတ်တယ်ဒါပေမဲ့ဒီကောင်က100ရာခိုင်နှုန်းဒါကြီးကိုပုံသေးကြီးမှတ်ထားလို့မရဘူးဟုတ်ပြီနော်ကျွန်တော်တို့ဒီ cam shaft ကနက်ဆွဲတဲ့အထိုင်တွေဒီပိုလေးတွေကလဲသွားတာမျိုးခြောင်သွားတာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီကျွန်တော်တို့ဒီထားတဲ့ margin တွေဒီတလွဲတွေဖြစ်ကုန်ဟုတ်ပြီနော်သူ့ရဲ့လှုပ်ဆောင်ချက်တွေကတလွဲတွေဖြစ်ကုန်အဲ့တော့ကျွန်တော်တို့ကဒီ timing pinion တွေကိုကျွန်တော်တို့ကပြန်တက်တယ် timing ချိန်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က piston ကိုကျွန်တော်တို့က TDC မှာထားမယ်ပြီးရင်နောက်တစ်ချက်ကကျွန်တော်တို့
ဒီမှာသူ့မှာ marking လေးတိုင်းချိန်မယ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့အပြောက်ကလေးနဲ့ဟုတ်လားဒီမှာရှိတဲ့အဟိုက်ကလေးနဲ့ဒီနားမှာဟာမှာအဟိုက်ကလေးပါလာအောင်ဟုတ်လားအဲ့အဟိုက်ကလေးနဲ့အဒန်းနဲ့ဖြစ်နေရမယ်အဲ့ဒါမျိုးမကိုက်ဘူးဆိုလို့ရှိရင်ဒီရဲ့ timing တွေအားလုံးလွဲသွားဟုတ်ပြီနော်အဲ့တော့ timing လွဲတယ်ဆိုတာဒါကိုပြောတာကျွန်တော်တို့ကအဲ့လို timing လွဲသွားပြီဆိုရင်သူကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့က piston ကို TDC ထားလိုက်တယ်ကျွန်တော်တို့က cam shaft က overlap ဖြစ်နေတယ်ဟုတ်လားဒါမှမဟုတ် cam shaft က free ဖြစ်နေတယ်အဲ့အနေထားလေးမှာကျွန်တော်တို့က timing ကို piston TDC မှာထားပြီးကျွန်တော်တို့ကဒီအမှတ်လေးနဲ့တန်းအောင်ချိန်လိုက်တယ်ဒါပေမဲ့အမှတ်ကလေးနဲ့ကတော့တန်းတယ်ဟုတ်လားကျွန်တော်လှည့်ကြည့်လိုက်တဲ့အချိန်မှာသူလုံးဝမဲ့ stroke တွေဒီလွဲချော်နေတယ် piston ရဲ့ရွေလျားမှုနဲ့ဘားတွေဖွင့်ပိတ်ရမယ့်ဟာတွေကလွဲချော်နေတယ်ဆိုရင်တော့ဒါ timing မှန်တယ်လို့ပြောလို့မရဘူးဟုတ်လားအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီဘားတွေဖွင့်တာပိတ်တာဒီစောနေရလားနောက်ကျနေရလားပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကဒီစိတ်လေးတွေကိုကျွန်တော်တို့ကရွှေ့ပြရဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီပင်နေလေးကိုကျွန်တော်တို့ဒီအဆက်ကလေးကကျွန်တော်တို့ကဒါ timing ချိန်လိုက်ပြီပေါ့နော်ဒါပုံမှန်ဆိုဒါ timing ချိန်လိုက်ပြီ piston ကထိတ်မယ် cam shaft က free ဖြစ်နေတဲ့နေရာပေါ့နော်ဒါ overlap မှာဆိုရင်တော့ဒီအဆက်ကလေးကဒီဘက်မှာလှည့်ရမယ်အဲ့တော့ဒီအဆက်ကလေးနဲ့တရားလေးနဲ့တန်းလေးပြအောင်ထားပြီးကျွန်တော်တို့ timing ချိန်လိုက်ပြီချိန်ပြီးကျွန်တော်တို့ကလှည့်ကြည့်ဟုတ်လားလှည့်ကြည့်ရင်မှာဒါကတော့ကျွန်တော်တို့ခွဲထားမှမြင်နေရတာတကယ် engine အကောင်းတွေကိုကျွန်တော်တို့ကပြင်မယ်ဆိုရင်မမြင်ရဘူးလေ piston ပဲနဲ့ရောက်နေမှာမသိဘူးမသိတော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုဒီမှာဒီဘက်ကပလက်ပေါက်လေးကိုဖြုတ်ပလက်လေးကိုဖြုတ်ပြီးဒီပေါက်ထဲကနေပြီးတော့ကြောက်လက်လေးနဲ့ထောက်ပြီးတော့ကျွန်တော်ကဆန်းလို့မရဘူးလား piston ကိုထိတ်ထားဟုတ်လားထိတ်ထားပြီးဘားတွေဖွင့်မဖွင့်ကိုကျွန်တော်တို့ကဒီမှာတိုက်ပိတ်ဖုံးလေးဖွင့်ထားပြီးဒီကောင်လေးကဖိမဖိကိုကြည့်လို့မရဘူးလားရတယ်လေဟုတ်တယ်မလားဟုတ်အဲ့တော့ကျွန်တော်တို့ကအဲ့ stroke လေးခုမှန်ကန်မှုရှိမရှိသိကျင်တယ်ဆိုကျွန်တော်တို့က cam shaft ကို overlap ရောက်တဲ့ဒီကျွန်တော်တို့ကလှည့်လိုက်ဒီလိုမျိုးဘားတွေနှစ်ပွင့်စလုံးပေါ့နော်ရောင်ရောင်လေးပွင့်တဲ့အနေထားလေးပေါ့ဒီလိုလေးပေါ့အဲ့လိုမျိုးဘားတွေနှစ်ပွင့်စလုံးဒီမှာထောက်သွားပြီဟုတ်လားအိတ်ဇောဘာရောအင်းတိတ်ဘာရောနှစ်ပွင့်စလုံးကရောင်ရောင်လေးဟနေတဲ့အနေထားလေးအဲ့နေရာလေးကိုကျွန်တော်တို့ကရောက်သွားပြီဆိုတာနဲ့ကျွန်တော်တို့က piston TDC ဟုတ်မဟုတ်စစ်ကျွန်တော်တို့ cam shaft က overlap နေရာမှာရောက်နေပြီမဲ့ piston က TDC ရောက်မနေဘူးဆိုရင်တော့ဒါ timing ကလုံးဝမှားနေဟုတ်ပြီနော်အဲ့တော့ cam shaft က overlap မှာရောက်နေတယ် piston TDC မှာရောက်နေတဲ့အနေထားမှာကျွန်တော်တို့ကဒီမှာကြောက်လက်လေးနဲ့ထောက်ထားပြီးကျွန်တော်တို့ကဒီ crank shaft ကိုလှည့်ကြည့်တဲ့အချိန်မှာ piston ကအောက်ကိုဆင်းသွားတဲ့ပြိုင်နဲ့ဒီဘားလေးကလိုက်ပြီးတော့ဖွင့်ပေးလားကျွန်တော်တို့ဒါကိုဆက်ရအောင်ဟုတ်လားဒီ marking တွေကိုတော့ကြည့်လို့မရအောင်တကယ်တမ်းကဒီ marking လေးတွေကကျွန်တော်တို့ကဒီ stroke လေးခုရဲ့လုံးဆောင်ချက်ကိုဂဂနာနာမသိတဲ့လူတွေလည်းဒီ engine ကိုပြန်ပြီးတက်ဆင်လို့ရအောင်လို့သူက engineer တွေကမှတ်ပေးထားတယ်တကယ်တမ်းကသူတို့ကဒီຢာတွေအကုန်သိပြီးသားအဲ့တော့ဒီ marking ပြောင်းလေးတွေဒီကျွန်တော်တို့ကကြိုက်တဲ့နေရာမှာရိုက်လို့ရတယ်ဟုတ်လား engine တစ်လုံးနဲ့တစ်လုံးကမတူဘူးသူထည့်ထားတဲ့နေရာလေးတွေဟုတ်လားဒီလိုလေးစောင်းစောင်းလေးလည်းဖြစ်မယ်ဒီလိုလဲလာရင်လာမယ်တက်တက်ကြီးလည်းဖြစ်မယ်ဟုတ်လားဒါပေမဲ့ကျွန်တော်တို့ဖြုတ်တဲ့အချိန်မှာအဲ့ marking လေးကိုကြည့်လိုက်တဲ့အချိန်ကြည့်ထားရင်အပြင်ပြန်တက်တဲ့အချိန်မှာလွယ်တာပေါ့ဟုတ်လားတကယ်တော့ကျွန်တော်တို့အဲ့ marking ကိုကျွန်တော်တို့ကမသိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ engine ကို timing မှန်အောင်ချိန်လို့ရတယ်ကျွန်တော်တို့လှည့်ကြည့်မယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီ cam shaft ကို overlap မှာထားလိုက် cam shaft ကို overlap မှာထားပြီးတော့ piston ကို TDC မှာထားမယ်ထားပြီးတာနဲ့ကျွန်တော်တို့ကဒီ timing ပင်နေရာမှာပါတဲ့နတ်ပေါက်လေးနဲ့အောက်က cam shaft ကနတ်ပေါက်လေးနဲ့တဲ့တဲ့နေရာမှာတက်လိုက်အဲ့ဒါဆို timing ရမှန်ပြီဒါကျွန်တော်တို့က marking မကြည့်ဘဲနဲ့ချိန်ဟုတ်ပြီနော်ဒီ marking ပေါက်လေးတွေတန်းနေမှာဒါ timing မှန်တာမဟုတ်ဘူးဟုတ်လားဒါတွေမကြည့်ဘဲနဲ့လည်းချိန်လို့ရတယ်အဓိက piston TDC ဖြစ်နေဖို့လိုတယ်အဲ့တော့ piston က TDC ကိုထားမယ်ကျွန်တော်တို့ကဒီ cam shaft ကို overlap နေရာမှာလှည့်လိုက်မယ် overlap ဆိုရင်တော့တိတာတယ် cam shaft လေးကိုလှည့်လိုက်တယ်ဆို globe ဆိုတင်းသွားတာပေါ့နော် cam shaft ကလှည့်လို့မရအဲ့နေရာလေးမှာအသေးဖြစ်သွားတာပေါ့ lock ခတ်လိုက်တယ်လို့ဖြစ်သွားတာဘာလို့လဲဆိုတော့ဘားတွေကိုဒီ supply နဲ့တွန်းထားတာဖြစ်တဲ့အတွက် CC ဖြစ်သွားတာအဲ့တော့ free နေရာမှာဆိုရင်တော့ဒီကောင်လေးကလက်လေးနဲ့လက်ရရင်ချောင်းချောင်းလေးအဲ့မဲ့ type တွေကထောက်နေမယ်ဆိုရင်တော့ဒီနှစ်လေးကတားကြီးထောက်နေမယ်ဆိုရင်တော့သူက cam shaft free နေရာမှာလည်းဒီ cam shaft ကလှည့်ရတယ်နည်းနည်းလေးလေးဖြစ်နေဟုတ်လားအဲ့တော့ကျွန်တော်တို့ကအခုန stroke ၄ခုပြီးဖို့ဆိုရင်ဒီကောင်ကြီးကနောက်မှာရှိတဲ့ crank shaft က920 degree လဲရတယ်ရှေ့က cam shaft က360 degree လဲရတယ်ဟုတ်ပြီနော်အဲ့တော့ stroke တစ်ခုကိုကျွန်တော်တို့က180လဲရတယ်တဝက်ဟုတ်ပြီနော်အဲ့တော့အဲ့လိုမျိုးလေးကျွန်တော်တို့ကဒီ stroke တစ်ခုချင်းဒီမှာလှုပ်ဆောင်ရမယ်ဘားတွေဖွင့်ရပိတ်ရမယ်ဟာလေးတွေကိုသိရင်ကျွန်တော်တို့ကဒါအတိုင်းမှန်မှန်ကျွန်တော်တို့စစ်လို့ရတယ်ဟုတ်လားဒီ marking တွေတန်းတာမတန်းတာကိုနောက်ထားကျွန်တော်တို့ piston ကိုဒီကြောက်လက်လေးနဲ့ထောက်ပြီးတော့ကျွန်တော်တို့လှည့်ကြည့်ခြင်းအပြင်ဒီရဲ့ engine ရဲ့ timing ဒီမှန်ကန်မှုရှိမရှိကိုကျွန်တော်တို့က80% တော့ကျွန်တော်တို့ကစစ်လို့ရတယ်ဟုတ်ပြီနော်100%မှန်မှုဆိုတော့ကျွန်တော်တို့ကမဖြစ်နိုင်ဘူးလေဘယ်လောက်ဒီဂရီမှာဖွင့်လိုက်တယ်ဆိုတဲ့ဟာကိုတိတိကျကျမသိနိုင်ဘူးအဲ့တော့တိတိကျကျသိကျင်တော့
အခုဒီကောင်လိုပဲကျွန်တော်က diameter တက်မယ်ဒီမှာဒီစဝိုင်းတက်မယ်ဟလားအဲ့တော့ဒါမို့တက်ရင်တော့ကျွန်တော်တို့က100ရာခိုင်နှုန်းမှောင်ချိန်လို့ရတယ်ဟုတ်ပြီနော်ဒီတိုင်းကတော့စိုက်ရုံကလာတိုင်းပဲကောက်တက်နေမယ်ဆိုရင်တော့100ရာခိုင်နှုန်းတော့မမှန်နိုင်ဘူးအဲ့တော့အင်ဂျင်လုံးတဲ့ချိန်မှာဒီပင်နယ်ကြီးကပါသွားပြီးတော့တက်လို့မရဘူးဟုတ်လားခုနစတုတ်၄ခုနဲ့အညီကျွန်တော်တို့ကဘားတွေအဖွင့်ပိတ်မှန်ကန်မှဒီအင်ဂျင်ကနိုးမှာအဲ့တော့တိုင်ပင်လွဲသွားပြီဆိုရင်သူကဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်တို့က index stroke မှာ inlet ကြီးကမဖွင့်သေးပဲနဲ့ဟုတ်လား piston က VDC ရောက်သွားမှာ inlet ကြီးကကောက်ဖွင့်လာတာမျိုးတို့ဒါမျိုးတွေဖြစ်ကုန်တာဒါဆိုရင်သူကတိုင်ပင်လွဲသွားပြီသူကပထမဆုံး index စုပ်ယူမယ်ပြီးရင် compression ဖိသိပ်မယ်ဟုတ်လားပြီးရင်ကျွန်တော်တို့ကအဲ့ချိန်မှာ power ကျွန်တော်တို့က public ကနေမီးလွတ်မယ်အဲ့တော့ဒီချိန်မှာကျွန်တော်တို့ကမီးလွတ်ဖို့ဆိုတာကကျွန်တော်တို့ကဘာလို့လိုအပ်သေးလဲဆိုရင်ကျွန်တော်တို့က CDI နေ coin နေလိုသေးတယ်ဟုတ်လားအဲ့တော့ဒီမှာပါစာတွေလိုသေးတယ်အဲ့တော့ဒီမှာဒီပါစာလေးပေါ့နော်အဲ့တော့ဒီကောင်လေးက picket coin လို့လည်းခေါ်တယ်ဟုတ်လားအဲ့တော့ဒီကောင်လေးကနေပြီးတော့မှသူကကျွန်တော်တို့